ဒီမဲ့ပြဒါထမ်းပင်ပေါ့နော်ဒါပြည့်ရွေ့ကြောပေါ်မှာရှိနေတဲ့ထမ်းပင်ထပင်ကကျွန်တော်ဘလို့အနေထားပြတ်သွားလဲဆိုတော့ဒီဘက်မှာအောက်ကပင်စီအမြင့်ပေါ့နော်အမြင့်ဒီမှာကျန်းနေပြီးတော့ဟဲ့မယ်ထပင်ကဒီဘက်ကိုရောက်သွားတယ်ကျွန်တော်ဘယ်နှပေလောက်တော့ဆိုတော့4ပေ4ပေ5ပေလောက်အဲ့မဲ့ထပင်ကဟာဒီမဲဗျာဒါဟာဒါတော့အောက်မှာအနက်ကြီးဗျာ10ပေလောက်အဲ့လို10ပေလောက်အကွဲချောင်းကြီးဗျဒီမဲနော်ဒီမဲထပင်ကဒီဘက်ကအမြင့်ပါဘာတွေကမပါတော့ဟိုဘက်မှာအပင်အမြင့်နဲ့ဟိုကနေကျန်းနေပြီးတော့ဒီဘက်ကအပင်ကြီးကရွေ့သွားတယ်ဒီမဲဒါလေးကဒီဘက်မှာဒါလေးကကွဲလာခဲ့ဒီပြီဟာပဲတော့ရွှေ့သွားအကွဲကြောင်းကြီးတွေကတော့အဲ့မဲ့10ပေလောက်ဒါခုနဟိုဟာနဲ့ဒီဘက်နဲ့ဆိုရင်ငလင်ကြောကြီးကဒီတိုင်းတောက်လျှောက်ကြီးကွဲသွားတာကျွန်တော်လိုက်တော့ကြည့်လိုက်အောင်မယ်ဘယ်နှမိုင်လောက်ထိအောင်ငလင်လမ်းကြောကြီးကသွားမလဲတော့မသိဘူးဟုတ်တယ်မအဲ့ဒါလမ်းပိုင်းဘေးမှာငလင်ကြောအကြောင်းလိုက်ကြီးမောင်းလာတယ်ဒီမဲ့ဗျဝါဒီမဲ့ဗျလမ်းကြီးကြုံကြသွားတာကဲကူလာဦးဟဲ့တော်သေး